အောင်မြင်မှုထိပ်တန်းမင်းသမီးဖြစ်တဲ့ဆောင်းဟေကျိုရဲ့အခြေရေးအိမ်ထောင်ရေးကန်ခေလုံးနဲ့အကြောင်းရင်းပရိသတ်များအားလုံးမင်္ဂလာပါရှင်တင်ကား channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တောင်ကိုရီးယားရဲ့နာမည်ကြီးထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့မင်းသမီးဆောင်းဟေကျိုကအခုချိန်ထိနာမည်ကြီးနေသေးပါမင်းသမီးတစ်ယောက်အနေနဲ့ရိုက်ကူးထားတဲ့ကားတိုင်းမှာအောင်မြင်တယ်လို့လူတော်တော်များများအားကြရတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့သူကအမှန်တကယ်တော့မိသားစုကန်အခြေရေးကန်ကအစအိမ်ထောင်ရေးကန်အစုံအတော်လေးကိုကန်ခေလုံးနဲ့အမျိုးသမီးတစ်ယောက်ပါအတော်လေးကိုမလာပါတဲ့ဘဝလန်းခီကိုလှလှပပဖြတ်သန်းနိုင်ခဲ့တဲ့တန်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ဆောင်းဟေကျိုရဲ့ဘဝကိုပြပြပေးသွားမှာပါဆောင်းဟေကျိုကတကူတော်မိခင်ကနေမွေးဖွားလာတဲ့သူပါသူရဲ့မိဘတွေကအရွယ်ငယ်လုံးချိန်မှာအိမ်ထောင်ပြုခဲ့ကြပြီးသူမွေးလာပြီးမကြခင်မှာကွာရှင်းခဲ့ကြပါတယ်စင်ငယ်မသားဖြစ်သွားတဲ့သူ့ရဲ့အမေကသမီးဖြစ်သူကိုတယောက်တည်းပြုစုစောင့်ရှောက်ခဲ့ရကြောင်းဆောင်းဟေကျိုအတွက်အရေးကြီးဆုံးလူကတော့အမြဲတမ်းအမေဖြစ်ခဲ့ပါတယ်။မိဘတွေရဲ့အိမ်ထောင်ရေးကြောင့်သူကအခြေရေးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးအတော်လေးဂရုတစိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဆောင်းဟေကျိုဟာသူ့ရဲ့အခြေရေးတော်တော်များများမှာကံမကောင်းအကြောင်းမလှဖြစ်ခဲ့ပြီးတော့လမ်းခွဲမှုတွေနဲ့ပဲဆုံးသက်ခဲ့ရတာပါ။ဒါပေမဲ့2019မှာတော့သူထက်ငယ်တဲ့မင်းသားဆောင်းဂျွန်ကီနဲ့လက်ထက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။နှစ်ယောက်သားဟာ DOTS ဒရမာမှာအတွဲညီညီတရုပ်ဆောင်ခဲ့ပြီးတော့အပြင်ဘဝမှာပါချစ်ကျွမ်းဝင်သွားခဲ့ကြတာပါ။နှစ်ယောက်သားချစ်သူဖြစ်တာအမြန်နဲ့အပြင်လက်ထက်တဲ့အထိပါမြင်မြန်ဆန်ဆန်ပဲအဆင့်တက်ခဲ့ကြပါတယ်။ဒီလိုအိမ်ထောင်မြင်မြန်ပြုလိုက်တာကလည်းနှစ်ယောက်သား2နှစ်အကြောင်း2019မှာကွာရှင်းတဲ့အခြေအနေကိုတွန်းပို့ခဲ့တဲ့အကြောင်းတရားဖြစ်နိုင်ပါတယ်။ဆောင်းဆောင်းကပဲဖြစ်ပရိသတ်တွေကြားမှာနာမည်ကြီးတဲ့ဆောင်းဟီကိုနဲ့ဆောင်းဂျွန်ကီကအကြောင်းပြချက်ရေးရမရှိပဲလက်ထပ်ပြီး3နှစ်ကြာမှပဲကွာရှင်းခဲ့ကြပါတယ်။ဒီကွာရှင်းမှုဟာဆောင်းဟေကျိုအတွက်တကယ်ကိုအိမ်မက်ဆိုးလိုအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။သူအဝေးရောက်နေချိန်မှာကွာရှင်းခွင့်တောင်းခံရတဲ့သတင်းထွက်လာခဲ့ပြီးတော့သူနဲ့အတူဇလန်းရိုက်ကူးတဲ့မင်းသားပတ်ပိုကန်နဲ့အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ကောလာဟလသတင်းတွေပါထွက်လာခဲ့တာပါ။ဒါအပြင်ဆောင်းဟေကျိုဟာကလေးမမွေးပေးချင်တာကြောင့်ဆောင်းဂျွန်ကီကကွာရှင်းလိုက်တော့ကလေးမမွေးနိုင်တဲ့မိန်းမဆိုပြီးအခြေအမြင့်မရှိတဲ့ဝေဖန်တိုက်ခိုက်မှုတွေနဲ့အသေးအံတိုက်ခိုက်ခံခဲ့ရပါတယ်။အခုချိန်မှာတော့သူတို့နှစ်ယောက်ကွာရှင်းရတဲ့အကြောင်းကစောင်းဂျွန်ကီမိဘတွေကြောင့်ဖြစ်ကြောင်းအတွင်းသတင်းတွေအရတဖြည်းဖြည်းနဲ့သိလာရပါပြီ။ငကိုကလေးကဆိုရှယ်မီဒီယာတိတ်မသုံးတဲ့အပြင်ဇက်ကားတွေကိုလည်းဇက်တိုက်ရိုက်ကူးလေးမရှိတဲ့ဆောင်းဟေကျိုကအခုလိုမျိုးတိုက်ခိုက်မှုတွေအပြီးမှာလုံးဝအနားယူလိုက်ပြီးတော့လူတွေရှိကိုတိတ်ပေါ်မလာတော့ပါဘူး။နောက်ပိုင်းမှာ Now We Are Breaking Up The Glory ဒရာမာတွေနဲ့ပရိသတ်ရှိကိုပြန်ရောက်လာတဲ့သူကအရင်ထက်ပိုပြီးတော့တန်မာလှပတဲ့အမျိုးသမီးဖြစ်နေခဲ့ပါပြီ။အချိန်ကာလတစ်ခုထိမင်းသမီးတစ်ယောက်အနေနဲ့ဒါမှကမိန်းကလေးတစ်ယောက်အနေနဲ့ပါဆူဆူဝါဝါဝေဖန်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုရင်စည်းခံခဲ့ရတဲ့ဒီအမျိုးသမီးလေးကအခုဆိုရင်တော့သူချစ်ရတဲ့အတိုင်းဝိုင်းလေးနဲ့အရန်တာရအဆင်ပြေတဲ့ဘဝကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။သူရဲ့အချစ်တော်ခွေးလေး Ruby အပါအဝင်အချစ်ဆုံးတငယ်ချင်းတွေနဲ့ခရီးတွေထွက်သူသဘောကျရတဲ့ဝိုင်းတွေတောက်ရင်ဘဝကိုပျော်ပျော်ကြီးရှင်သန်နေတဲ့ဆောင်းဟီကျိုကအခုဆိုရင်တော့တကူရဲတောက်ပပျော်ရွှင်တဲ့အမျိုးသမီးဖြစ်နေတာပါ။ပရိသတ်ကြီးရောဆောင်းဟီကျိုကိုသဘောကျလားဆိုတာ comment မှာပြောသွားကြပါဦးရှင်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။